Hello, alo bé, mình là bà biểu đi giờ đi vô bây giờ chủ đề bà đây bây cho nó khu xem bia mà trong nhà có cái tháp thì trong xem bia mà phải bà đấy cái tháp bên nó bắt đầu bây cho nó chắc chắn cho nó ye còn nữa mà vậy đi nè tìm bia cái xemဖြစ်đấy vậy nó tìm bia này đi tìm mà cho nó chưa con béo lui dài rồi đấy bây giờ cho nó phóng vài mươi thì ngủ trôi á để hại đấy tôi bây giờ cho nó tìm bia cái xemဖြစ်đấyကျွန်တော်တို့မိတ်ဆွေတွေကနားမလဲလို့ဆိုပြီးကျွန်တော်တစ်ခါပြန်လာမိတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုတွေကနေပြီးတော့ဖြေကြားပေးပါမယ်ဗျအဲ့တော့ကျွန်တော်တို့ကိုယ်ကအကောင့်လုံးဝမဖောက်ရသေးတဲ့နေယူဖုန်းဆိုရင်ကျွန်တော်တို့ Twitter ဖုန်းထဲကနေပြီးတော့ကိုယ်အကောင့်တစ်ခုကိုဖောက်မယ်ဖောက်ပြီး login ဝင်ပြီးတဲ့မှာတနိုင်ပူပူနွေးနွေးတနိုင်အတွင်းမှာကျွန်တော်တို့ Google Service Plus ဆိုတာကိုရိုက်ချရမယ်Play Store မှာချတောင်းရမယ် Google Service Plus တောင်းပြီးဆိုရင်ကျွန်တော်တို့ထပ်ပွားဖို့ရလားဆိုတော့ရပါတယ်ဗျတကောင်းကိုဒါပေမဲ့တပိုက်တမတ်ချက်ကတကောင်းကိုခုလောလောဆယ် Google ရဲ့ Security နဲ့ User Security Update ကြောင့်တပိုက်တစ်ခုကိုကျွန်တော်တို့လောလောဆယ်တော့တရက်ကိုကိုကောင်းနဲ့ဖိုးမဖောင်းနဲ့ဆိုပြီးအဲ့လိုမျိုးထုတ်ပြန်ထားမျိုးတော့ရှိရဗျအဲ့တော့ကျွန်တော်တို့ Google အကောင့်ကိုဖြစ်ကြတော့ဖွင့်မရဘူးဖွင့်မရတဲ့အချိန်ကျတော့ဘယ်လိုလုပ်ရလဲဆိုတော့တကောင်းဖွင့်ပြီးမှနောက်တစ်ကောင်းကိုထပ်ဖွင့်ခြင်းနဲ့နှစ်ကောင်းသုံးကောင်းဖွင့်ခြင်းတော့ဖွင့်မရဘူးပေါ့အဲ့တော့ကျွန်တော်တို့လွယ်တုံးနည်းရစစ်တန်ရဲ့ Google Service ထဲမှာ Google All Service ထဲမှာဖုန်းနံပါတ်ပိုင်ဝေးခြင်းကိုပိတ်ထားပါပြီးရင်ကျွန်တော်တို့ဖုန်းကို Push ဖွင့်ပြီးပြန်ချပါ data mobile data ကို 4G နဲ့ 3G ပြောင်းပါဘာလို့လဲဆိုတော့ IDကွာခြားမှုကြောင့် Google ရဲ့ TV မှုကပို့ပြီးတော့မြန်သွားနိုင်တယ်ပေါ့ဗျာအဲ့လိုမျိုးရှိရပြီးတော့ကျွန်တော်တို့တွေးကြုံရလောက်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်တော့နောက်တစ်လမ်းကြံနေနောက်တစ်လမ်းကကျတော့ကျွန်တော် brown သားတွေကနေပြီးပုံမှန်ထုံးတဲ့အတိုင်းပဲဘူးပြန်ခံအောက်ကဘူးပြန်မခံဘူးဆိုလည်းရတယ်အောက်မှာကျွန်တော်တို့သာဘာနိုင်ပါလိမ့်မယ်သာဘာနိုင်ထဲမှာအမေရိကန်ဒါမှမဟုတ်စိတ်တဲ့ဟိုချင်းငိုထားဗျာထားပြီးတော့ဖောက်လို့ရတယ်အဲ့လိုမျိုးဖောက်ရမျိုးရှိရခုနောက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တွေ့ထိချက်ရဆိုရင် Google ကသူ့ရဲ့ later IP address တွေပြောင်းလို့ရပြီဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားလာမျိုးလည်းရှိရဗျာတရားဝင်ထုတ်ပြန်ချက်တွေထွက်လာမျိုးရှိရဒါကတော့2019ဝန်းကျင်တွေကတီးပြတဲ့ယာယီဆန်းတဲ့ပြောချက်တစ်ခုတော့အောင်မြင်ပြီဗျခုတော့လောလောဆယ်တော့အဲ့ကြောင့်မလို့ပြီးတော့ AI တက်တယ်ဆိုတာလဲကျွန်တော်မြင်နေတာ AI ကြောင့်အဲ့ဒါ AI နေရဲ့လှုပ်ဆောင်ချက်တွေကြောင့် AI တက်တယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ Google Service Plan နဲ့ပတ်သက်ပြီးတော့တိလို့ရများရှိလိုက်ရင်ကျွန်တော်ရဲ့ပေးထားတဲ့အချက်လက်တွေကတစ်ဆင့်တက်တွယ်ပြီးတော့ကျွန်တော်ထပ်တွယ်ပြီးတော့လာပြီးတော့မေးမြန်းလို့ရပါဗျာကျွန်တော်လောက်ပဲဖြေပေးပါမယ်ဗျာကျေးဇူးတင်ပါတယ်ဗျာသင်ပေးကြပါစေခင်ဗျာ